မင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါတယ်ဒီနေ့တော့ကျွန်တော်တို့ CCA အကြောင်းကိုကျွန်တော်အကိုနဲ့အမကရှင်းပြပေးပါလိမ့်မယ် ကာဘတ်ထရီအစ်စ်လဲဖို့စပင်ဆိုင်ရောက်တဲ့အခါအားလုံးကြုံဖူးကြမှာပါစပင်ဆရာကဘက်ထရီကိုဟိုတင်ကိရိယာလေးတစ်ခုနဲ့ထောက်ပြီးတော့အကိုကြီးဒီမှာကြီးအားတော်တော်နည်းနေပြီဆိုပြီးတော့ကနန်းတစ်ခုပြတယ်အဲ့ဒီကနန်းကဘာလဲတော့တေချာမသိဘူးဒါပေမဲ့အားနည်းနေပြီဆိုတော့လေအစ်စ်တစ်လုံးလဲလိုက်ရပေါ့ဒါပေမဲ့ခဏလောက်စဉ်းစားကြည့်ဘူးလားသူတို့တိုင်းနေတဲ့အဲ့ဒီကနန်းကတကယ်တော့ပါလဲဘက်ထရီရဲ့တက်တန်းကိုပြောတာလားအားအပြည့်ရှိမရှိကိုတိုင်းတာလား အဲ့ဒါကလေကားဘက်ထရီလောကမှာတကယ်ကိုအရေးကြီးဆုံးကိန်းဂဏန်းနေတဲ့ကတစ်ခုပဲစက်ပြင်စရာတော်တော်များများတိုင်းတာနေကြတာက CCA တန်ဖိုးပါ CCA ဟုတ်တယ်ဘက်ထရီပေါ်မှာရေးထားတာတော့တွေ့ဖူးတယ် Cold Cranking Amps လို့ရေးထားတာထင်တယ်ဒါပေမဲ့အဲ့ဒီနာမည်မှာပါတဲ့ Cold ဆိုတဲ့စကားလုံးကြောင့်လေကျွန်တော်တို့လိုပူအိုက်တဲ့နိုင်ငံနဲ့တိမဆိုင်ဘူးလို့ပဲမြင်ထင်နေတာဒီနေ့တော့အဲ့ဒီ CCA ဆိုတာဘာလဲရန်ကုန်လိုအမြဲပူနေလေမြို့မှာတော့ဘာကြောင့်အရေးကြီးနေရလဲဆိုတာကိုကျွန်တော်တို့ရထားတဲ့အရင်အမြင့်တွေကအချက်အလက်တွေနဲ့အသေးစိတ်စစ်ဆက်ဆွေးနွေးကြည့်ကြတာပေါ့ ကောင်းတယ်စားပဲ CTA ဆိုတာက Cold Cranking Amps ရဲ့အတူကောက်ပေါ့နော်သူ့ရဲ့တရားဝင်အဓိပ္ပာယ်ကအလွန်အေးခဲတဲ့အခြေအနေမှာ engine ဆက်နှိုးဖို့လိုအပ်တဲ့လက်စစ်တပ်အောက်ကိုဘက်ထရီကဘယ်လောက်ထိထုတ်လို့ပေးနိုင်တယ်လဲဆိုတဲ့စွမ်းဆောင်ရည်ကိုတိုင်းတာတာပါတနည်းပြောရင်ဒါဟာဘက်ထရီကြလုံးအတွက်အပြင်းထန်ဆုံးစွမ်းဆောင်ရည်စမ်းသပ်မှုတစ်ခုပဲ ဒီနေရာမှာတင်ကျွန်တော်နည်းနည်းရှော့သွားပြီအလွန်အေးခဲတဲ့အခြေအနေဆိုတာကိုဘာလို့ဒီလောက်အထူးတလဲအလေးပေးမိစမ်းတက်ရလဲအဲ့ဒီအချိန်မှာကားစနိုးရတာပူနေနေပို့ခတ်တယ်ဆိုတာတော့တည်ပြီမယ်ဒီလောက်ကြည့်ထီလား ဟုတ်ကဲ့ဒီလောက်ကြီးထိပါပဲအကြောင်းရင်းနှစ်စစ်ရှိပဲပထမတစ်ခုကဘက်ထရီဘက်ကပါအပူချင်းအလွန်မင်းကျဆင်းသွားရင်ဥပမာရေခဲမက်အောင်ရောက်သွားပြီဆိုပါတော့အဲ့ဒီအခါမှာဘက်ထရီဓာတ်ကဓာတ်ထူတက်ပြုမှုတွေကတိတိတသားနေကွေးသွားတယ်ဓာတ်ပြုမှုတွေနေသွားတာနဲ့အညာဘက်ထရီရဲ့အတွင်းပိုင်းခုခံမှုအားပေါ့နော် internal resistance လို့ခေါ်တယ်အဲ့ဒါကမြင့်တက်လာတော့ အော်ဆိုလိုတာကဘက်ထရီကသူ့အထက်မှာတူလောင်ထားတဲ့လက်စစ်စွမ်းကိုအပြင်ကိုထုတ်ပြီးဟိုပိုပြီးရုန်းကန်ရတယ်ပိုပြီးအားဆိုင်ထုတ်ရတယ်ဆိုတဲ့သဘောမျိုးပေါ့ တိတိကျကျပါပဲဒါပေမဲ့အဲ့ဒါကဇလန်းရဲ့တစ်ချမ်းပဲရှိသေးလေနောက်တစ်ချမ်းက engine ဘက်မှာအပြင်မှာအေးဆက်နေတော့ engine တစ်ခုလုံးကလည်းအေးခဲနေတာပေါ့အထူးသဖြင့် engine တွေက engine wire တွေကပစ်ချဲပြီးတော့ချောစီအားနီးတင်နေကျဆင်နေတယ်အဲ့ဒီအခါ engine အပိုင်းပိုင်းနေလေဘတ်ဖို့ပုံမှန်ထက်အများကြီးပိုပြီးရုန်းကန်ရလဲဒါဆက်နှုတ်ဖို့ရှက်စစ်တအားပိုပြီးအများကြီးတောင်းဆိုလာပါတယ် ရှင်းသွားပြီဒါကိုရှင်းအောင်ပြောရရင်ဘက်ထရီကအားထုတ်ရတာခက်ခဲတဲ့အချိန်မှာ engine ကလည်းအားပိုတောင်းနေတဲ့အစိုးဆုံးအခြေအနေတစ်ခုတပြိုင်နက်ဖြစ်နေတာပေါ့ကျွန်တော်တို့တကာကတောင်ပေါ်ခီတစ်ခုမှာကားဆက်နှုတ်မရထိဖူးတယ်အဲ့ဒီတော့ကမနက်ပိုင်းရာသီဥတုကအေးတော့အခုပြောတဲ့အကြောင်းအရာတွေနဲ့ကြိုက်ရိုက်သွားဆက်နေတယ်လို့ပဲ ဟုတ်ပါတယ်အဲ့ဒါအတိအကျပဲဒါကြောင့် CCA ဆိုလားဘက်ထရီတစ်လုံးအတွက်အစိုးဆုံးဖြစ်နိုင်တဲ့အခြေအနေ worst case scenario ကိုစမ်းသပ်တဲ့စံနှုန်းတစ်ခုလို့ပြောလို့ရပဲဒီအခြေအနေကိုကြော်ဖြတ်နိုင်တဲ့ဘက်ထရီဟာပုံမှန်အခြေအနေတွေမှာဘာမှပြောစရာမလိုတော့ဘူးဆိုတဲ့သဘောပါပဲ ဒီနေရာမှာတကယ်စိတ်ဝင်စားဖို့ကောင်းလာပြီအဲ့ဒီအစိုးဆုံးအခြေအနေဆိုတာကိုတိုင်းတာတဲ့တရားဝင်စံသတ်မှတ်ချက်တွေရှိတယ်လို့ကျွန်တော်တို့ရထားတဲ့အရင်အမြင့်တွေထဲမှာဖော်ပြထားတယ်ဖြစ်ကတဲ့ဆံမဟုတ်ဘူးအရန်တီကြတယ်အနု68 degree centigrade second 30ပြီးတော့ 7.2 volt ဆိုတဲ့ကိန်းဂဏန်းဒီဘာလို့အဲ့ဒီကိန်းဂဏန်းဒီဖြစ်နေရတာလဲအနု68 degree ဆိုတာမြန်မာနိုင်ငံမှာချင်းတောင်တန်းပေါ်မှာတော့ကျုံဖို့မလွယ်အပူချိန်မျိုး မှန်ပါတယ်အဲ့ဒီကိန်းဂဏန်းတွေတစ်ခုချင်းစီမှာသူ့အကြောင်းပြချက်နဲ့သူရှိပါတယ်ပထမဆုံးအနု68 degree centigrade -7 degree C ကိုကြည့်ရအောင်ဒါက Fahrenheit နဲ့ဆိုရင်သူညော့ degree Fahrenheit ပါ0 degree Fahrenheit ကိုဘာလို့ရွေးရတယ်လဲဆိုတော့ဒါကကန်နဒါရုရှားမြောက်ဥရောပနိုင်ငံတွေဒါမှမဟုတ် American ပြည်ထောင်စုရဲ့မြောက်ပိုင်းပြည်နယ်တချို့လို့နေရာတွေမှာဘက်ထရီတစ်လုံးလက်တွေ့ကျုံတွေ့ရနိုင်တဲ့အလွန်အေးခဲ့တဲ့အခြေအနေကိုကိုစားပြုလို့ပါပဲတနည်းအားဖြင့်ဒါဟာကမ္ဘာအော်တိုမိုဘိုင်းစက်မှုလုပ်ငန်းအတွက်လက်တွေ့ကျတဲ့အပြင်းထန်ဆုံးစင့်ခေါ်မှုတစ်ခုပေါ့ ကောင်းပြီအပူချင်းကတော့အစိုးဆုံးကိုစားပြုတယ်စက္ကန့်30ကတော့ကားဆက်နိုးတာစက္ကန့်အနည်းငယ်ပဲကြာတာလीစက္ကန့်30ဆိုတာတော်တော်ကြာလဲလို့မထင်ဘူးလား ထင်နေပါတယ်ဒါပေမဲ့ဒီစနှုန်းကအင်ဂျင်အခြေအနေဘလောက်ပဲမကောင်းနေပါစေရာဒီယိုတူဘလောက်ပဲအိတ်ခံနေပါစေအင်ဂျင်တစ်လုံးဆက်နိုးလာဖို့အတွက်အများဆုံးကြာတဲ့အချိန်လို့ရေးပြရအောက်ထင်သတ်မှတ်ထားတာဖြစ်ပါတယ်
တကယ်လို့စက္ကန့်30ကြာအောင်မနာတဲ့ဆက်နိုးနေရတဲ့အထီတောင် engine ကမနိုးသေးဘူးဆိုရင်တော့ဒါဘက်ထရီပြဿနာထပ်ပိုကြီးတဲ့ဥပမာစီမီရောက်တာတို့မီးမလာတာတို့လို့တခြားပြဿနာတစ်ခုခုရှိနေပြီလို့ယူဆနိုင်ပါတယ်။တောက်တောင်စက္ကန့်30ဆိုတာဘက်ထရီရဲ့ခန္ဓာရည်ကိုစမ်းသပ်ဖို့လက်တွေ့ကျတဲ့အမြင့်ဆုံးစံနှုန်းတစ်ခုပါပဲ။ Okay နောက်ဆုံးတစ်ခုကတော့ 7.2 volts ပဲ12 volts battery system မှာဘာလို့ 7.2 volts ကိုအနည်းဆုံးအဆင့်ဖြစ်သတ်မှတ်ထားရတာလဲဖို့အားကျသွားရင်ကားဆက်နိုးမရတော့ဘူးဆိုတော့လောက်ပဲကျလို့တည်တယ် ဒါအင်မတန်ရေးကြီးပါပဲ။ဒါတောင်လဲဆိုတော့ကားတစ်စီးမှာ engine ဆက်နိုးနေတဲ့အချိန်ဘက်ထရီကလျှက်တက်အားအများဆုံးထုတ်ပေးနေရတဲ့အချိန်မှာလျှက်ဘိုးအား voltage ကယာယီအားဖြင့်ကျဆင်းသွားပါတယ်။အဲ့လိုကျဆင်းသွားတာက 7.2 volt အောက်ရောက်သွားမယ်ဆိုရင်ကားရဲ့အရေးကြီးဆုံး electronic ပစ္စည်းတွေအထူးသဖြင့် ECU လို့ခေါ်တဲ့ engine ကိုထိန်းချုပ်တဲ့ computer box ရဲ့လှုပ်ဆောင်ချက်တွေမှားယွင်းသွားနိုင်ပါတယ်။ ဟော ECU ကကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘူးပေါ့ ဟုတ်တယ် ECU ကဘိုးအားနဲလို့ရင်ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘူး engine ကိုမမှန်ကန်ကန်ထိန်းချုပ်နိုင်တော့မှာမဟုတ်ဘူးဒါကြောင့် 7.2 volt ဆိုတာကကားရဲ့ electronic စနစ်တွေတင်းငင်းစွာအလုပ်လုပ်နိုင်ဖို့လိုအပ်တဲ့အနည်းဆုံးဘိုးအားအဆင့်ဖြစ်ပါတယ် ဒါဆိုရင်ဒီစံနှုန်းထုံးကိုပေါင်းပြီးတော့ဥပမာတစ်ခုနဲ့ပြန်တိဆောက်ကြည့်အောင်ဘက်ထရီတစ်လုံးမှာ CCA 500လို့ရေးထားတယ်ဆိုပါစို့ဒါရဲ့အဓိပ္ပာယ်အပြည့်အစုံကဘယ်လိုဖြစ်မလဲ ဒီမဲ့ပြည်စုံကဒီဘက်ထရီဟာပူချင်းအနှုံး18 degree centigrade မှာ 500 mAh ရှိတဲ့လက်စီကြောင်းကိုစက္ကန့်30ကြာအောင်မနာနဲ့ထုတ်လုပ်ပေးနိုင်ပြီအဲ့ဒီစက္ကန့်30အတွင်းမှာသူ့ရဲ့ volt အားက 7.2 volt အောက်ကိုလုံးဝကျမသွားဘူးဆိုတော့အာမခံချက်ပေးထားတာနဲ့အတူတူပါပဲ ရှင်းနေတာပဲအဲ့ဒါ CCA ရဲ့တရားဝင်တီးတကဖွင့်ဆိုချက်အပြည့်စုံပေါ့ ဟုတ်ပါလေအဲ့ဒါအတိအကျပဲ ကောမီအခုကျွန်တော်တို့စောစောကမေးခဲ့တဲ့အဓိကမေးခွန်းစီပြန်တော့အောင်ဒီလောက်ပြင်းထန်တဲ့စမ်းသပ်မှုကိုအောင်မြင်ထားတယ်ဆိုတာတော့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့လိုပူအိုက်တဲ့နေငွေတို့ CCA ရတကယ်ပဲအရေးပါတယ်လားဘာလို့လဲဆိုတော့တချို့စက်ပြင်ရှာတွေကဘက်ထရီရဲ့ amp power AH ကိုပဲအဓိကပြောကြတာလေ AH များများဘက်ထရီကပိုကောင်းတယ်ဆိုပြီးပေါ့ ဒါကတကယ်ကောင်းတဲ့မေးခွန်းပဲအဖြေကတော့အရင်အရေးကြီးနေတုန်းပါပဲဘာကြောင့်လဲဆိုတော့အချိန်ကြာလာတာနဲ့အမျှ CCA တန်ဖိုးဟာအေးရရာသီဥတုမှာစက်နိုးနိုင်စွမ်းတစ်ခုတည်းကိုတိုင်းတာတာမဟုတ်ပဲဘက်ထရီရဲ့ရေဘူးရကျန်းမာရေးနဲ့ကြန့်ခိုင်မှုကိုပြတဲ့အညွှန်းကိန်းတစ်ခုအဖြစ်ပါအတုံးဝင်လာလို့ပါပဲ CCA တန်ဖိုးမြင့်မားတဲ့ဘက်ထရီဟာရေဘူးရအပြင်တွင်းပိုင်းတိစုပ်ပုံပို့ခိုင်ခန့်ပြီးအရေးအတွေးပိုကောင်းတဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားတယ်လို့ဆိုနိုင်ပါတယ် ဒါကတော်တော်ထူးဆန်းတဲ့အချက်ပဲ CCA ဆိုတဲ့နာမည်မှာ coal အေးရေးဆိုတာပါနေမဲ့တကယ်တမ်းကျတော့ရန်ကုန်လိုအမြဲတမ်းပူနေတဲ့မြို့မှာတော့ဒီကင်ကနန်ကဘက်ထရီရဲ့အရေးအသွေးကိုပြတဲ့အညွှန်းကိန်းတစ်ခုဖြစ်နေတော့ပဲဆိုတဲ့သဘောပေါ့ဘက်ထရီရဲ့နာမည်နဲ့သူ့ရဲ့တကယ်အသုံးဝင်ပုံကလွဲနေတယ်လို့ပဲနော် အဲ့လိုပြောလို့ရပါတယ်ဥပမာတစ်ခုပေးရရင်မာရသွန်အပြေးသမားတစ်ယောက်ကိုစဉ်းစားကြည့်ပါသူက42ကီလိုမီတာပြေးနိုင်အောင်လေ့ကျင့်ထားတယ်သူ့ကိုရက်ကွက်ထဲမှာ9ကီလိုမီတာလောက်ပြေးခိုင်းရင်ဘာမှမဖြစ်တယ်လို့ပြေးနိုင်မှာပဲလी ဟုတ်တာပေါ့ အဲ့လိုပဲ CCM နဲ့ဘက်ထရီဆိုတာအလွန်အမြင့်ဖိအားပေးထားတဲ့အခြေအနေမှာတော့စွမ်းဆောင်ရည်မကျဆင်းအောင်ထုတ်လုပ်ထားတဲ့အတွက်ကျွန်တော်တို့ရဲ့ပုံမှန်နေ့စဉ်အသုံးပြုတဲ့အခြေအနေတွေမှာပိုပြီးအားကိုးရလဲတာရှည်ခံလဲလို့ယူဆနိုင်ပါတယ်။ဒါကြောင့်ပူတဲ့နေနေမှာတော့ CCM နဲ့ဘက်ထရီကရေဘူးရအဖြစ်ပိုကောင်းတဲ့ဘက်ထရီလို့မှတ်ယူလို့ရပါတယ် ဒါဆိုရင်နောက်ထပ်လက်တွေ့ကြတဲ့မေဟွန်းတစ်ခုကိုရောက်လာပြီကိုကားအတွက်ဘယ်လောက် CCA ရှိတဲ့ဘက်ထရီကိုရွေးရမလဲဆိုတာဘယ်လိုသိနိုင်မလဲကားလက်ဆွဲဆောက်အောင်မှကြည့်ရမလားဒါမှမဟုတ်လွယ်တကူတွက်လို့ရတဲ့နီလန်းရှိသေးလား ။ကားထုတ်လုပ်သူကအကြံပြုထားတဲ့အနည်းဆုံး CCA ကိုကားလက်ဆွဲဆောင်အောင်မှဖော်ပြထားလေးရှိပါတယ်။ဒါပေမဲ့ကိုယ်ဆောင်အောင်မရှိတော့ဘူးဆိုရင်တော့အကြံပြင်းတွက်ချက်နိုင်တဲ့လက်တွေ့ကြတဲ့နီလန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကိုယ်ကားရဲ့ engine အရွယ်အစားပေါ်မူတည်ပြီးတွက်ချက်တဲ့နီးပါပဲ engine CC ကိုပြောတာလား ဟုတ်ပါတယ်ဒါပေမဲ့ CCA ထက်လီတာနဲ့တွက်တာကပိုပြီးနိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီပါတယ်ဥပမာ engine အရွယ်အစား 1.5 လီတာရှိတဲ့ကားအသေးလေးတွေအတွက်ဆိုရင် engine အရွယ်အစားလီတာကိုကိန်းတစ်ခုဖြစ်တဲ့120ဒါမှမဟုတ်150နဲ့မြောက်လိုက်ရုံပါပဲ1.5ကို120နဲ့မြောက်ရင် 180cc ရမယ်ဒါကအဲ့ဒီကားတော့အနည်းဆုံးလိုအပ်ချက်ပါ Okay ဒါဆိုရင် pickup ကားတွေလို့ engine ကြီးတဲ့ကားတွေကဘယ်လိုတွက်မလဲသူတို့ကစရင်ကားတွေထက်စက်နိုးရပိုခက်တယ်လို့ကြားဘူးတယ် မှန်ပါတယ်အထူးသဖြင့် diesel engine သုံးတဲ့ pickup ကားတွေပေါ့
diesel engine တွေရာ DC engine တွေထပ်ဖြစ်စစ်အောင် compression ratio အများကြီးပိုမြင့်တဲ့အတွက် engine level အစပိုင်းမှာလက်စစ်စွမ်းအင်အများကြီးပိုလိုအပ်ပါတယ်။ဒါကြောင့်သူတို့အတွက်မြောက်ရမယ့် gain တွေကပိုကြီးသွားပါတယ်။ engine အရွယ်အစားလီတာကို200ဒါမှမဟုတ်250နဲ့မြောက်ရပါမယ်။ဥပမာ engine 2.5 လီတာရှိတဲ့ pickup ကားတစ်စီးဆိုရင် 2.5 ကို200နဲ့မြောက်လိုက်ရင် 500cc ရပါမယ်။ဒါအဲ့ကားတို့လိုအပ်တဲ့အနှိမ့်ဆုံး CCA တန်ဖိုးဖြစ်ပါတယ်။ ကောင်းပြီဒီနေရာမှာလူအများစုမေးလေရှိတဲ့မေးခွန်းတစ်ခုရှိတယ်လိုအပ်တာက 500cc ပဲဆိုပါစို့ဒါမဲ့ကိုကပိတ်ဆံပို့သုံးနိုင်လို့ CCA 700ဒါမှမဟုတ်800လောက်ရှိတဲ့ဘက်ထရီကြီးကိုတက်လိုက်ရင်ကောဘယ်လိုလဲပိုကောင်းလေပိုဟုတ်လေပဲမဟုတ်ဘူးလားဒါလူရောများများထင်လေးရှိတဲ့အချက်တစ်ခုပါလိုအပ်တာချအများကြီးပုံမြင့်တဲ့ CCA ကိုတုံးတာကထင်တယ်လို့အကျိုးမရှိနိုင်ပါဘူးပထမဆုံးကတော့မလိုအပ်ပင်ငွေပိုကုန်ကြတာပါပဲဒါပေမဲ့အဲ့ဒီထပ်ပိုအရေးကြီးတဲ့အချက်တစ်ခုရှိတယ် CCA မြင့်တဲ့ဘက်ထရီတွေကရေးပရေးအပြင်အရွယ်ဆောက်ပိုကြီးပြီးအလေးကျင့်လဲပိုများမှာပဲကောက်ကွာမှာမလိုအပ်တဲ့အပေါ်ဝင်ကိုတင်ထားတယ်လို့ချက်စီနိုင်တယ်။အော်ဟုတ်တာပဲ။ဟုတ်တယ်။ကားရဲ့အလေးချိန်ဖြန့်ဝေမှုကိုနည်းနည်းလေးဖြစ်ပြောင်းလဲစီနိုင်တယ်လို့ရေးရှိမှာစီစားနှုန်းကိုလည်းအနည်းငယ်တက်ရောက်မှုရှိနိုင်ပါတယ်။ဒါကြောင့်ကားထုတ်လုပ်သူကအကြံပြုထားတယ်ဒါမှမဟုတ် engine အရွယ်စားနဲ့ကိုက်ညီတဲ့စီစဉ်အတိုင်းတာအတွင်းကဘက်ထရီကိုရွေးချယ်တာကအကောင်းဆုံးနဲ့အထီးအောင်ဆုံးပါပဲဒီအချက်လက်တွေကတမယိုချကားရီတော့တော်ပြည့်စုံသွားပြီဒါပေမဲ့အခုနောက်ပိုင်းကားတွေမှာမီးပွိုင်မီယန်ဆက်အလိုလိုဓာတ်ပြီးပြန်နိုးတဲ့ stop နီးပညာတွေပါလာတယ်အဲ့ဒီလိုကားမျိုးတွေတရောဘက်ထရီရွေးချယ်တဲ့အခါ CCA ကပိုပြီးအရေးပါလာသေးလားရင်းကောင်းတဲ့အချက်ကိုထောက်ပြတာပဲStartup စနစ်ပါတဲ့ကားတွေအတွက် CCA ဟာအရင်ကကြောင့်ပိုအေးကြီးလာပါတယ်။ဘာလို့လဲဆိုတော့ကားတစ်စီးဟာခရီးတန်တစ်ခုအတွင်းမှာအကျဉ်ပေါင်းများစွာစက်ကိုတက်လိုက်နှိုးလိုက်လုံးနေရလို့ကအဲ့ဒီလိုအကျဉ်ချင်းဆက်နှိုးရတဲ့ဒဏ်ကိုခံနိုင်ဖို့တမယုတ်ကြရေစုဘက်ထရီတွေထက်ပိုပြီးအဆင့်မြင့်တဲ့ AGM ဘက်ထရီတွေကိုအသုံးပြုလာကြပါတယ်။ AGM ဘက်ထရီတွေနော်ဟုတ်ကဲ့ AGM ဘက်ထရီတွေဟာအားတွင်းကပိုမြန်တယ်လို့အကျဉ်ချင်းအားအများကြီးထုတ်လို့ရတဲ့ဒဏ်ကိုလည်းပိုခံနိုင်ရည်ရှိတယ်သူတို့တွေတည်ငြိမ်ပြီးအားကောင်းတဲ့ CCA ဟာကားရဲ့ stop စနစ်ချိုးချိုးမွေ့မွေ့အလိုလိုဖူအသက်သွေးကြောပါပဲ CCA မကောင်းတဲ့ဘက်ထရီကိုတုံးလိုက်ရင် stop စနစ်ကကောင်းကောင်းအလိုလိုမှမဟုတ်တော့ပါဘူးပဒါနာမည်မှာခိုးလို့ပါမယ်မဲ့အေးတဲ့နိုင်ငံတွေတပည့်မဟုတ်ပဲဘက်ထရီတစ်လုံးရဲ့ခြုံငုံချမ်းမရင်းနဲ့ကြံဟိုင်မှုကိုပြတဲ့အညွှန်းကင်းတကူဖြစ်တယ်သူရဲ့တိုင်းသားတဲ့စံနှုန်းတွေဖြစ်တဲ့အနုရှိတဲ့ဒီစက္ကန့်30 7.24 ဆိုတာတွေဟာဘက်ထရီတစ်လုံးကျုံတွေလိုက်တဲ့အဆိုးဆုံးခြေတွေကိုစမ်းသပ်ထားတာဖြစ်လို့ဒီစမ်းသပ်မှုကိုအောင်မြင်တဲ့ဘက်ထရီဟာပိုပြီးအားကိုးရတယ်ပေါ့ဟုတ်ပါတယ်နောက်တစ်ချက်ကတော့ကိုကားအတွက်လိုအပ်တဲ့ CCA ကို engine အရွယ်အစားပေါ်မူတည်ပြီးအကြမ်းမြင့်တက်ချက်နိုင်တယ် diesel engine တွေကဖိတဲ့အားပိုများလို့ CCA ပုံမြင့်လိုအပ်တယ်ဒါပေမဲ့လိုအပ်တာတဲ့အများကြီးပို့တုံးစရာမလိုဘူးဆိုတဲ့အချက်တွေပါပဲနောက်ဆုံးအနေနဲ့ start စနစ်ပါတဲ့ခင်မိုင်ကားတဲ့အတွက်ဆိုရင်တင်းညင်တဲ့ CCA ဟာပိုလို့တောင်အရေးကြီးလာပါတယ်ကောင်းပါပြီအချက်လက်တွေအတော်လေးပြည့်စုံပြီးရှင်းလင်းသွားပြီလို့ထင်ပါတယ်နောက်တစ်ခါစပင်ဆိုင်မှာဘက်ထရီလဲရင် CCA ဘယ်လောက်လဲဆိုတာကိုယုံကြည်မှုရှိရှိနဲ့မင်းနိုင်ရွေးနိုင်ပြီပေါ့နောက်ဆုံးအနေနဲ့နားထောင်သူတွေအတွက်စဉ်းစားစရာအတွေ့အထိချမ်းသာခဲ့ခြင်းပါတယ်ဒီနေ့ဆွေးနွေးမှုမှာ CCA ဆိုတာဘက်ထရီရဲ့အတွင်းမိုင်းကြံ့ခိုင်မှုနဲ့အပြင်းထန်ဆုံးဖျားနံကိုခန္ဓာရောင်ရဲ့ကိုကြားတဲ့ကိုစားလက်တစ်ခုလို့ကျွန်တော်တို့ပြောခဲ့ကြတယ်ဒီလိုစဉ်းစားစရာမေးခွန်းကကျွန်တော်တို့နေ့စဉ်သုံးနေတဲ့တခြား PC တွေဥပမာဖုန်းတစ်လုံးရဲ့ရေစိုးခံနိုင်စွမ်းအဆင့်သတ်မှတ်ချက် IP rating တို့ဒါမှမဟုတ်နိုင်တစ်လုံးရဲ့ရေအနက်မီတာဘယ်လောက်ထိခံနိုင်တယ်ဆိုတဲ့သတ်မှတ်ချက်တွေလိုမျိုးအဲ့လိုအစွမ်းကုန်ဖျားပေးစမ်းသပ်ထားတဲ့စာနှုန်းတွေကလည်းကျွန်တော်တို့ကိုယ်တိုင်အဲ့လိုအခြေအနေဆိုးတွေနဲ့ဘယ်တော့မှမကြုံရရင်တောင်မှအဲ့ဒီ PC ရဲ့ရေဘက်အရေးအသွေးနဲ့နေ့စဉ်သုံးမှာတာရှိခတ်မှုကိုဘယ်လောက်ထိဖော်ပြနိုင်မလဲဆိုတော့မေးခွန်းပါပဲဒါကတော့ကိုယ်တိုင်ဆက်လက်တွေ့ခေါ်ကြည့်မှဖြစ်ပါတယ်